多的你个傻逼，才有了你的那眼鬼，没阿表没白。ပထမတော့တချင်းအတွက်ကိုတချင်းစာသားဖန်တီးရေးဆက်ဖို့လိုပါတယ်အဲ့တော့အဲ့ဒါကိုကိုယ့်အကိုပဲဆက်မှာလားဒါမှမဟုတ် ChatGPT ကိုရေးခိုင်းမလားအုံနောက်မစားခြင်းတော့ ChatGPT ကိုသုံးလိုက်ပါမယ်အဲ့ဒီတော့က Chrome browser ထဲဝင်ပြီးတော့ ChatGPT ထဲဝင်သွားနိုင်တယ်လို့မိမိတို့ app ရှိပြီးသားလူတွေကတော့ဖုန်းထဲမှာ ChatGPT app ကိုနှိပ်ပြီးတော့ဖွင့်လိုက်ရင်လည်းပဲ ChatGPT ကပွင့်လို့လာပါလိမ့်မယ်အဲ့ဒီတော့အဲ့ဒီ ChatGPT ရဲ့ prompt ရေးရမယ့် box တဲကိုမိမိတို့ကမြန်မာသချင်းတစ်ပုဒ်ကိုရေးစပ်ပေးပါဆိုပြီးတော့စာသားရိုက်ထည့်လိုက်ပါမယ်။နောက်ဘယ်လိုသချင်းမျိုးလဲမင်းကလေးတယောက်အသေးကွဲပြီးတော့ခံစားနေရတဲ့ခံစားချက်မျိုးကိုပေါ်လွင်အောင်ရေးတဲ့သချင်းလေးပါ။ဒါကိုလည်းပဲ Suno AI မှာထည့်သွင်းအသုံးပြုဖို့ prompt လေးရေးပေးပါဆိုပြီးတော့စာသားလေးမိမိတို့ကရိုက်ထည့်ပေးလိုက်ပါမယ်။အဲဒီတော့က ChatGPT ကနေသူ့လိုလျောက်သချင်းခေါင်းစဉ်လေးဟလာမင်းမရှိတော့တဲ့ညဆိုပြီးခေါင်းစဉ်ပေးပြီးတော့စာပိုက်လေးတွေဟလာ၄၅ပိုက်စာတချင်းတစ်ပုဒ်ကိုအလိုလျောက်ရေးဆက်ပေးတာကိုတွေ့ရမှာဖြစ်ပါတယ်အဲဒီစာပိုက်ကိုမိမိတို့ကဖိပြီးနှိပ်လိုက်ရင် copy ဆိုတာတွေ့ပါတယ်အဲဒီ copy ကိုနှိပ်ပြီးတော့ copy ယူထားလိုက်ပါမယ်အဲ့တော့တချင်းကို copy ယူပြီးပြီဆိုရင်တော့မိမိတို့ထွက်လိုက်မယ်ဖုန်းထဲက Chrome browser ထဲကိုပြန်ဝင်လိုက်ပါမယ်သူ့ကို Chrome browser ထဲနှိပ်ဝင်ပြီးတော့ Chrome browser ရဲ့ search bar ထဲမှာ Suno AI ဆိုပြီးတော့ရိုက်ထည့်ပေးလိုက်ပါအောက်က Suno AI ဆိုတဲ့စာတန်းတွေ့ပါလိမ့်မယ်သူ့ကိုနှိပ်ဝင်လိုက်ရင်ယခုလို AI for music creator ဆိုပြီးတော့ Suno AI ရဲ့စာသားပေါ်လာလိမ့်မယ်အဲ့ဒီကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ရပါမယ်ဒါဆိုရင် Suno AI စာမျက်နှာဒီမှာပွင့်လာပါလိမ့်မယ် AI စာမျက်နှာတော်တော်များများရဲ့သဘောတဘာဝကသူ့ကို sign in လုပ်ပေးရပါတယ်အဲ့တော့ sign in လုပ်ဖို့အတွက်မိမိတို့ညာဘက်အပေါ်တောက်မှာရှိတဲ့ sign in နေအောင်နှိပ်ပေးလိုက်မယ်အဲ့တော့မိမိတို့ဒီမှာGoogle နဲ့ပေါ့နော် sign in လုပ်ဖို့အတွက် Google ကိုရွေးပေးလိုက်မယ်ပြီးရင်မိမိတို့မှာရှိတဲ့ account တစ်ခုခုပေါ့နော်မိမိနှစ်သက်ရာမိမိတို့ဖန်တီးထားတဲ့ account တစ်ခုခုနဲ့ဒီမှာ sign in လုပ်ပြီးတော့ continue ကိုဆက်နှိပ်ပေးလိုက်ပါဝင်လိုက်ပါမယ်ဒါဆိုရင် Suno AI ရဲ့စာမျက်နှာခဏစောင့်ရင်အဲ့ဒီစာမျက်နှာပေါ်လာပါလိမ့်မယ် verify လုပ်ဖို့အတွက်အဲ့ဒီ၄တောင်ကွက်တဲ့ကို check mark လေးပေါ့နော်အမှန်ကြီးလေးနှိပ်ပေးလိုက်ပါစာမျက်နှာပွင့်လာတဲ့သူ့ရဲ့အသစ်သော version တွေကိုဖော်ပြပေးပါလိမ့်မယ်အဲ့တော့အဲ့ဒီမှာနှစ်သက်တာရှိရင်တော့ဝင်လိုက်မယ်မလိုချင်ဘူးဆိုရင်တော့လည်း skip နှိပ်ပြီးတော့ကြော်သွားရုံပဲရှိပါတယ်ဒါဆိုရင်တော့သူ့ရဲ့မူလစာမျက်နှာကိုပြန်လည်ရောက်ရှိလို့လာပါပြီဒီအပေါ်ဘယ်ဘက်တောက်မှာတော့custom ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီးတော့ဖွင့်ပေးထားဖို့လိုပါလိမ့်မယ်ဒီအပေါ်အနီအောင်၄တောက်ကွက်ထဲမှာကြတော့မိမိတို့ကရေးဆက်ထားတဲ့သချင်းစာသားကိုရေးသွင်းပေးရမှာဖြစ်ပါတယ်အဲ့တော့မိမိတို့စောနာက ChatGPT ကနေပြီးတော့ copy လုပ်ထားတဲ့စာသားကိုဒီ box ရှိမှာ paste ချပြီးတော့ဒီမှာတွန်းလိုက်ပါမယ်အခုသချင်းစာသားက box ထဲရောက်လာပါပြီသချင်းစာသားတွင်းပြီးလို့ဒီလိုစာတန်းလေးပေါ်လာရင် I accept ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ရပါမယ်တချင်းစာသားနဲ့မဆိုင်တဲ့စာသားတွေပါနေပါတယ်အဲ့ဒီစာသားတွေကိုအကုန်လုံးတစ်ခုချင်းစီလိုက်ပြီးတော့ဖြတ်ပေးလိုက်ပါတခါ style of music ဆိုတဲ့နေရာမှာမိမိတို့က music style ကိုရွေးထည့်ပေးရမှာပါအဲ့တော့မိမိတို့ကငကော ChatGPT ကအကြံပြုထားတဲ့တချင်းမျိုးစား style ရှိပါတယ်သူကကျွန်တော်တို့ကို set ballad ဆိုပြီးတော့အကြံပြုရေးထားတာရှိတဲ့အတွက်မိမိတို့အဲ့ဒီအတိုင်းပဲ music style ကို set ballad ဆိုပြီးတော့ရွေးထားပေးလိုက်ပါမယ်တခါ title ဆိုတဲ့နေရာမှာတော့သချင်းခေါင်းစဉ်ကိုရွေးပေးရမှာဖြစ်ပါတယ်အဲ့တော့ ChatGPT ကရေးပေးထားတဲ့အတိုင်းခေါင်းစဉ်ကိုမင်းမရှိတဲ့ညဆိုပြီးတော့ရေးပေးလိုက်ပါမယ်ဒီအားလုံးပြင်ဆင်ပြီးရင်တော့ဒီအနီအောင်ကွက်ထက်က create ဆိုတဲ့ဟာကိုနှိပ်ပေးလိုက်ရပါမယ်ဒါဆိုရင် Suno AI ကနေပြီးတော့မိမိတို့ရေးသွင်းထားတဲ့စာသားကို set ballad music style မျိုးလေးသူ့အတူဖန်တီးပြီးလာပါပြီအဲ့တော့တချင်းလေးနှစ်ပုတ်တောင်ဖန်တီးပေးလိုက်ပါတချင်းတစ်ပုတ်ပေးလိုက်ရင်နှစ်ပုတ်ဖန်တီးပေးပါအဲ့တော့ပထမတစ်ပုတ်ကိုဖွင့်ပြီးနားထောင်ကြည့်လိုက်အောင်ပါမင်း多的那个傻逼才有了你的那眼鬼没阿表没白弄扫你的那对
Mimi shiro ni nyarima Golden jetri hami maume Fekwe yare shaitan bode Nayane Rojini tome ဒီလိုပဲဒုတိယတစ်ပုဒ်ကိုလည်းနှိပ်ပြီးတော့နားထောင်ကြည့်လိုက်အောင်ပါ Sabi sa'yo lunay na nga siyang kwe May piyong nete Long sorry day na nga twe May mashiro rin yari na Nyo rin sa twe hami maune Patay kwe yari အဲ့လိုမျိုးဆွနို AI နေပြီးတော့ automatic ပဲယခုလိုတချင်းကိုဖန်တီးပေးမှာဖြစ်ပါတယ်အဲ့တော့တချင်းကိုလည်း style မျိုးမျိုးနဲ့ဖန်တီးလို့ရပါသေးတယ် music style မှာလည်း country တို့ pop တို့ hip hop တို့ rock တို့ heavy metal လို့စသဖြင့်ကြိုက်တာရွေးနိုင်ပါသေးတယ်တချင်းတောင်းမှုကြတော့တချင်းရဲ့ဘေးနားမှာအဝိုင်းထဲမှာအဆက်လေး30ရှိပါတယ်အဲ့အဆက်30နှိပ်လိုက်ရင်သူ comment နေပေါ်ပါတယ်အဲ့ဒီထဲမှာ download ကိုရွေးပြီးတော့နှိပ်ပေးရပါမယ်အဲ့တော့ download နှိပ်လိုက်ရင်ဒီယခုလို MP3 audio အနေနဲ့တောင်းမလား generate video အနေနဲ့တောင်းမလားဆိုပြီးမေးပါတယ်အဲ့တော့မိမိတို့က download anyway ဆိုပြီးတော့နှိပ်လိုက်ရင်ဖြင့်အဲ့တချင်း MP3 file ဟာမိမိတို့ရဲ့ဖုန်းထဲကိုရောက်ရှိပြီးသားဖြစ်သွားပါလိမ့်မယ်ဟုတ်ကဲ့ပါဒီလိုနည်းနဲ့တချင်းတစ်ပုဒ်ကို AI ကိုအသုံးပြုပြီးတော့လွယ်လင့်တကူ Suno AI ကနေပြီးတော့တချင်းကိုရေးဆက်ပြီးတော့ဖန်တီးပေးနိုင်ကြောင်းတင်ပြပေးလိုက်ရပါတယ်အဲ့တော့ဗီဒီယိုလေးကိုနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နှစ်သက်ချက် like share comment လုပ်ပြီးအားပေးကြပါဦးကံကော knowledge sharing channel ကိုလည်းပဲကြည့်ရှုနေကြတဲ့မိတ်ဆွေသင်များအနေနဲ့ subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပြီးတော့အားပေးကြပါဦးနောက်ထွက်လာမယ့်ဗီဒီယိုမှာထပ်မံဆုံစည်းကြပါစို့အားလုံးကိုကျေးဇူးတင်ပါတယ် bye bye